ကဲကူပေါ့နော်ကျမတို့ chain 1လေးလုပ်ပြီးသွားပြီဆိုရင် main pattern စဝင်တော့မယ်နော် main pattern လေးကကျတော့သူက main pattern တစ်ခါတိုင်တူတစ်ခါ main pattern တစ်ခါတိုင်တူတစ်ခါတလဲစီထိုးရမှာပေါ့နော်အခုဒီမှာ chain 1လေးလုပ်ပြီးသွားပြီဆိုတော့သူ့ရဲ့ base ရက်ကိုကျတော့ကျမတို့ဒီလိုမျိုး V လေးရှိနေရဲ့အဲ့အောက်ထဲကိုကျမတို့ add ကလေးကိုထဲချီကိုယူပြီးတော့ကျမတို့အပေါ်ထိဆွဲနော်မြင့်နိုင်တဲ့မြင့်ထိဆွဲကွာဆွဲပြီးတော့တစ်ခါကြည့်လိုက်ကြည့်ပြီးသွားပြီဆိုရင်ကျမတို့ကဒီမှာပေါ့နော်ဒီဟာလေးတွေ့လားသူ့ဘေးမှာနောက်ထပ်တိုင်တိုလေးတစ်ခုရှိနေရပါတော့ဒီတိုင်တိုလေးမှာကျမတို့တိုင်တိုလေးတစ်ခုထိုးပြီးသွားပြီဆိုရင်ကျမတို့ကဒီဟာလေးကိုဒီဟာတစ်ခုကထိုးပြီးသွားပြီဆိုတော့ကျမတို့ဒီတစ်ခုကြော်လိုက်မယ်ကြော်ပြီးသွားရင်ဒီမှာစတာဆိုတော့ဗောနော်ဒီတစ်ခုကိုကြော်လိုက်တယ်ကြော်ပြီးသွားရင်သူ့ရဲ့ဒီကက်ရဲ့နောက်တစ်ခုကနေကျမတို့ကဒီလိုမျိုးပတ်တန်လေးပြန်ဝင်နော်ပြန်ဝင်ပြီးသွားရင်သူ့ရဲ့ဒီနားမှာကျတော့ဒီနားမှာဗောနော်သူ့ရဲ့ဒီတစ်ခုကြော်လိုက်မယ်တိုင်တိုလေးထိုးအဲ့လိုမျိုးကဒီတစ်ခုစီကြော်ရမှာနော်ပြီးဒီမှာကျမတို့ကပတ်တန်ပြန်ဝင်ပြီးတော့ရင်ကျမတို့ကသူ့ရဲ့ဒီဟာကိုသူ့ရဲ့နောက်တစ်ခုပေါ့နော်ဒီဟာနဲ့ဆိုင်သွားပြီဆိုတော့သူ့ရဲ့နောက်တစ်ခုမှာတိုင်တိုလေးထိုးပြီးတော့ရင်ကျမတို့ပတ်တန်ပြန်ဝင်နောက်တစ်ခုမှာပတ်တန်လေးထိုးတိုင်တိုလေးထိုးနော်ပြီးရင်ပတ်တန်လေးပြန်ဝင်ပတ်တန်ကကျတော့ကျမတို့ဒီနှစ်ခုလုံးရဲ့အောက်ကိုဖြတ်တယ်ဖြတ်ပြီးတော့ရင်ကျိုးကိုဆွဲနိုင်တယ်များဆွဲတယ်တိုင်တိုဒီမှာတစ်ခါချစ်လိုက်တယ်ပေါ့နော်ပြီးတော့ရင်သူ့ရဲ့တစ်ခုဒီနားလေးကိုအနောက်ကိုကြော်မယ်နော်နောက်တစ်ခုကနေတိုင်တိုလေးတစ်ခုထိုးအဲ့တော့ကျမတို့ကတစ်ခုချားစီလေးထွက်နေမယ်နော်ပြီးတော့ဒီမှာပတ်တန်လေးပြန်ဝင်ပေါ့နော်အဲ့တော့ပတ်တန်လေးတစ်ခုတိုင်တိုလေးတစ်ခုပတ်တန်လေးတစ်ခုတိုင်တိုလေးတစ်ခုအရေတွက်ကကျမတို့ထိုးခဲ့တာက60ဆိုရင်ဒီအပေါ်မှာရှိနေ60ဆို60ကွက်တီပဲရှိမယ်ပေါ့နော်အဲ့ဆိုကျမတို့ကဒီမှာတိုင်တိုထိုးပြီးသွားပြီဆိုတော့သူ့ရဲ့ကက်ရက်မှာကျမတို့ကပတ်တန်ပြန်ဝင်မယ်နော်ပတ်တန်ပြန်ဝင်မယ်ပြီးတော့ဒီတစ်ခုကြော်လိုက်မယ်နောက်တစ်ခုကနေတိုင်တိုထိုးနော်တိုင်တိုထိုးပြီးတော့ကျမတို့ကပတ်တန်လေးပြန်ဝင်မယ်ပေါ့နော်အဲ့လိုပုံစံလေးနဲ့ကျမတို့ကပက်လေးလုပ်သွားရမယ်ဘလို့ပဲလုပ်လို့ကျမတို့ရဲ့ကုံထိုးပြီးသားကိုရီလိုက်တဲ့အချိန်မှာဆိုရင်တော့ကျမတို့ရဲ့ဒီပတ်တန်ကဒီပေါ်မှာရှိတဲ့ပေါ့နော်ဖုန်မီလေးအရေအတွက်ကအခု60ရှိနေရင်မှန်ပါပြီရှင်ဒီလိုမျိုးလေးပေါ့နော်ဒီမှာဆိုဖောင်းလေးဒီမှာဆိုရင်ပေါ့နော်ရှည်လေးဒီမှာရှည်လေးဒီမှာဆိုရင်တူလေးပေါ့နော်အဲ့လိုမျိုးအရှိတစ်ခုတူတစ်ခုပုံစံလေးနဲ့ရှိနေရမှာပါကဲအဲ့ဒါဆိုရင်ပက်လေးထိုးလိုက်ရအောင်နော်နော်ကိုကမှတ်ထားမယ်ကွယ်တစ်ခုချားစီပေါ့နော်ဒီအတုံးလေးဒီအောက်ကဟာလေးတွေကလည်းတစ်ခုချားစီမှာပဲဖောင်းရင်မှန်တယ်နော်တစ်ခုချားစီဖောင်းနေတယ်ဆိုရင်မှန်တယ်ကြော်မိရတွေပါမရှိအောင်လဲကိုကတခါတည်းစစ်သွားရမယ်ပေါ့နော်ကဲပေါ့နော်ခုကျမထိုးတာနောက်ဆုံးတစ်ခုနာထိရောက်သွားပြီပေါ့နော်ဒီမှာနားလေးထိုးလိုက်မယ်လုပ်ပြီးတော့ရင်ကျမတို့ဒီတစ်ခုမှာဆိုရင်ပေါ့နော်တိုင်တိုလေးတစ်ခုဝင်လိုက်မယ်ကွယ်ကွက်တီဖြစ်သွားအောင်နော်ဝင်ပြီးတော့ဆိုရင်ခါတိုင်းလိုမျိုးပဲကျမတို့ဆက်နီးရကြတော့ဒီဟာလေးကိုကျိုးရှည်လေးလုပ်ပြီးတော့ရင်ဒီပေါ့နော်မချိတ်လေးလုပ်ထားတဲ့နေရာလေးကိုဖယ်လိုက်ပြီးရင်ဒီအောက်ထဲကနေအက်ကိုထည့်ဒီအောက်ထဲကနေအက်ကိုထည့်မယ်ပေါ့နော်ထည့်ပြီးတော့ရင်ဒီကျိုးလေးကိုဒီမှာနည်းနည်းလေးတင်းတင်းဆွဲထားပြီးတော့ရင်ဒီအောင်ဒီနောက်ကနေဆွဲပြီးတော့ရင်ဒီအလဲကိုပြန်ထည့်ပြီးတော့ရင်ဒီကျိုးလေးကိုကျမတို့ဒီအောက်ကနေပြန်ဖြတ်လိုက်ပါနော်ဖြတ်ပြီးတော့ရင်ကျမတို့ကဒီမှာနည်းနည်းလေးပေါ်တင်ပြီး chain 1လေးလှုပ်ထားလိုက်ပါနော် chain 1လေးလှုပ်ထားလိုက်ပြီဆိုရင်ကျမတို့ရဲ့ဒီဟာလေးမှာ magic ကလေးပြန်လာချိန်လိုက်ဒါဆိုရင်ကျမတို့ရဲ့ row 4လေးrow 4မို့ပေါ့နော် row 5လေး row 4ပေါ့3ဆိုတာ4ပေါ့နော်4ပြီးတော့ဒါ5 row 5ပြီးသွားပြီပေါ့နော်ကဲပေါ့နော်အခုကျမတို့ rows 3 ပြီးတော့4 5ပေါ့5ဆိုအခု row 6ထိုးမယ်ပေါ့နော် row 6ထိုးဖို့အတွက်ဒီမှာ chain 1လေးလုပ်ထားတယ်ပေါ့နော်ဒီမှာ chain 1လေးလုပ်ထားပြီးသွားပြီဆိုတော့ရပြီဆိုတော့ကျမတို့ဒီအောက်မှာ pattern နဲ့စထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်တန်းကျရင်ဒီအပေါ်တန်း row 6မှာကျတော့ကျမတို့ကတိုင်တိုနဲ့စရပါမယ်အဲ့လိုမျိုးပေါ့နော်အောက်က pattern နဲ့စရင်တိုင်တိုနဲ့နောက်တစ်တန်းမှာတိုင်တိုအောက်ကတိုင်တိုဆိုရင်အပေါ်မှာ pattern ပေါ့နော်တက်လက်စီသွားမှာပါအဲ့တော့တိုင်တိုဆိုတော့တိုင်တိုလေးတစ်ခုထိုးလိုက်မယ်ထိုးပြီးသွားရင်ကျမတို့ကဒီတိုင်တိုလေးရဲ့ဒီအောက်နားမှာလာပြီးတော့ magic ကလေးနဲ့တေချာလေးမှတ်မယ်နော်မှတ်ပြီးသွားပြီဆိုရင်ကျမတို့ကဘာလုပ်ရမှာလဲဆိုတော့ဒီမှာကြည့်ဒီမှာတိုင်တိုလေးရဲ့ပတ်တန်အပေါ်မှာဝင်နေပြီးတော့ရင်ကျမတို့ဒီမှာတိုင်တိုလေးလောက်ထားမလားအဲ့တိုင်တိုလေးကိုကြတော့ကျမတို့ဒီလိုအောက်ကနေဖြတ်ပါမယ်ဒီတိုင်တိုလေးနော်ဒီတိုင်တိုလေးကိုဖြတ်မယ်ဖြတ်ပြီးတော့ရင်ဆိုရင်ကျမတို့ကပတ်တန်လေးပြန်ဝင်မယ်ပတ်တန်လေးဝင်ပြီးသွားပြီဆိုတာ ਨੇ ဒီပတ်တန်လေးရဲ့အနောက်ကနေတိုင်တိုလေးကိုထိုးမယ်နော်ဒီတန်းမှာတော့ကျမတို့ကပတ်တန်ရဲ့အနောက်ကနေတိုင်တိုထိုးမယ်ထိုးပြီးသွားပြီဆိုရင်ကျမတို့ကဒီတိုင်တိုနေရာမှာပြန်သွားမယ်နော်တခြားနေရာတွေကိုဘာမှကြည့်စရာမလိုတိုင်တိုပဲကြည့်မယ်နော်ဒီအတန်းရဲ့တိုင်တိုတွေကိုပဲကြည့်မယ်တိုင်တိုနေရာမှာပတ်တန်ဝင်မယ်
ပြီးရင်သူဒီတိုင်တိုရဲ့အနောက်တက်တဲ့အပေါက်မှာကျတော့ကျမတို့ကတိုင်တိုပြန်ထိုးမယ်နော်ပြီးရင်ဒီတိုင်းပဲဒီပတ်တန်နှစ်ခုကြားမှာရှိရဲတိုင်တိုနေရာမှာကျမတို့ပတ်တန်ပြန်ဝင်မယ်ပြီးတော့ရင်ဒီတိုင်တိုရဲ့အနောက်တက်တဲ့เนาะဒီလိုမျိုးเนาะဒါတိုင်တိုဆိုရင်သူရဲ့ဒီအနောက်ပေါက်ကနေတိုင်တိုပြန်ဝင်လိုက်เนาะလွယ်လွယ်လေးပဲเนาะပြီးရင်ဒီဟာဒီအားလုံးကြော်လိုက်ဘာမှဂိမ်းဆိုင်နေဒီတိုင်တိုလေးကိုအရင်ရှာပါเนาะကျမတို့ဒီတိုင်တိုနေရာမှာပတ်တန်ဝင်မယ်တိုင်တိုနေရာမှာပတ်တန်ဝင်မယ်ပတ်တန်ဆွဲလိုက်ရတာကွာကျိုးရှိရှိလေးဆွဲပြီးတော့တိုင်တိုချစ်တာပဲเนาะပြီးတော့ရင်ဒီမှာကျတော့တိုင်တိုဝင်နေပြီးတော့ရင်ဒီမှာကျတော့တိုင်တိုနေရပါတော့တိုင်တိုနေရရောက်သွားပြီဆိုတော့ကျမတို့ဒီအရှိလေးနှစ်ခုလုံးဖြတ်မယ်ဖြတ်ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာကျိုးကိုရှည်ရှည်လေးဆွဲမယ်ပြီးတော့ရင်တစ်ခါကျစ်လိုက်မယ်နော်ကျစ်ပြီးတော့ရင်သူ့ရဲ့အနောက်တက်တက်ကိုကျမတို့ကတိုင်တိုဝင်နေโอเคအဲ့ဒါလေးကိုပတ်လဲလုပ်သွားမယ်အောက်မှာ60ဆိုရင်အပေါ်မှာလည်း60ရှိမယ်မကြည့်လိုက်ပြီးတော့ရင်ကျမတို့ရဲ့တိုင်တိုပေါ့နော်ပတ်တန်လေးတွေလည်းဒီမှာဖောင်းဖောင်းလေးတွေတက်သွားတွေ့လားဒီမှာနော်ဒီလိုဖောင်းဖောင်းလေးတွေဖြစ်လာရမယ်ပြီးတော့ရင်တိုင်တိုလေးတွေကလည်းအနောက်မှာပဲရှိမယ်ပေါ့နော်ကျမတို့ပတ်တန်လေးတွေကအရှေ့ကိုဖောင်းပြီးကြွနေရမယ်အဲ့ဒါဆိုရင်မှန်တယ်နော်ကဲအဲ့ဒါလေးကိုကျမကိုပတ်လဲထိုးပေးပါအောက်က60ဆိုရင်ဘလို့ပဲရီ60ပဲရှိရမယ်နော်ရီရမှာတော့ကျမတို့ဒီဟာတွေကိုရီရထက်ဆိုင်ရင်ဒီအပေါ်မှာရှိတဲ့အပွင့်လေးတွေကိုရီရမယ်နော်အဲ့ဒါမှပဲမှန်ပါမယ်ဒီတန်းထူချတယ်နော်ဒီတိုင်တိုရဲ့ပတ်တန်ရဲ့အနောက်တက်မှာပဲတိုင်တိုထိုးတာပါနော်ကဲဆိုရင်ဒီပတ်လဲလုပ်ပေးပါအောင်ရှင်ဒီမှာနော်ပြောင်းမြန်လန်လိုက်ရတယ်နော်ပြောင်းဒီဒါမလှဘက်ဖြစ်သွားတယ်မလှဘက်ကဒီလိုမျိုးဆော့ဆော့ကလေးဖြစ်သွားမယ်ပေါ့နော်ဒီဘက်ကကျတော့ကျမတို့အလှဘက်လေးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်နည်းနည်းလေးယူဆိုင်ပြီးလုပ်လိုက်ပါနော်ကျမတို့ပေါ့နော်အခုနောက်ဆုံးတစ်ပေါက်ထိရောက်သွားပြီဒီနောက်ဆုံးတစ်ပေါက်ကဘာနဲ့ဆုံးရမှာလဲဆိုတော့ဒီမှာပေါ့နော်ကျမတို့တိုင်တိုနဲ့စခဲ့တဲ့အတွက်ကြောင့်မလို့ဒီနာကနောက်ဆုံးတစ်ခုမှာပတ်တန်လေးနဲ့ဆုံးရပါမယ်တလိုမျိုးလေးနော်ပြီးတော့ပြီဆိုရင်ကျမတို့ကဒီပတ်တန်ကိုကြိုးလေးနည်းနည်းလေးရှည်ရှည်လေးလုပ်လိုက်လုပ်ပြီးတော့ဒီက magic ကလေးကိုဖြုတ်နော်ဖြုတ်ပြီးတော့ပြီဆိုရင်ဒီစောစော magic လုပ်ထားတဲ့အောက်ထဲအပ်ကိုထည့်နော်ဒီကြိုးအနောက်မှာပဲထားမယ်အပ်ကိုထည့်ပြီးတော့ဒီမှာချီကိုယူပြီးတော့နည်းနည်းတင်းချင်ဒီအလေးကိုနည်းနည်းဆွဲထားဆွဲပြီးတော့ဆိုရင်ဒီမှာဒီကြိုးကောင်းလေးဒီလိုလေးဖြည့်ပြီးထားခဲ့ပေါ့နော်ပြီးတော့ဒီကြိုးအောက်ကနေအပ်ကိုထည့်ပြီးတော့ဆိုရင်ကျမတို့ဒီ green လေးတွေကိုအပြန်ထည့်ဒီ green လေးတွေကိုအပြန်ထည့်မယ်နော်ထည့်ပြီးတော့ဆိုရင်ဒီ green လေးကိုဒီအောက်ထဲကိုဆွဲလိုက်ပြီးတော့ပြီဆိုရင်ကျမတို့ကဒီမှာ chain လေးနောက်တစ်ခုထပ်လုပ်လိုက်ပေါ့နော်ဒါဆိုကျမတို့တဒန်းတက်မယ်ဆိုရင်ဒီပုံလေးနဲ့တက်မယ်မကြည့်လုံးဝနော်ချက်ကွန်နဲ့ဆက်ထားတဲ့ပုံစံလုံးဝဖြစ်မနေဘူးနော်ကဲပြီးတော့ဆိုရင်မနော်ကျမတို့ဒီမှာဆိုရင် row က1ပြီးတော့ရင်ဒီလေလေးနဲ့ဆိုရင်2ပြီးတော့ရင်ပေါ့နော်အကောကကြတော့ကျမတို့ဒီမှာတိုင်တိုတန်းလေးနဲ့ကနေစမယ်ဆိုရင်တော့ဒီဟာတိုင်တိုက1ပြီးတော့ပြီဆိုရင်ကျမတို့ဒီပုံမှာ2ပြီးရင်ဒါလေးက3ပေါ့နော် row 3ပြန်ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးလေးရည်လို့လည်းရတယ်တမမွန်းရင်လည်းကျမတို့ကဒီလိုမျိုးလေးပေါ့နော်1 2ပေါ့နော်အဲ့လိုမျိုးလေးဒီအခုပြောတဲ့ပတ်တန်တောင်းကိုပဲရေးမယ်ဆိုရင်တော့1 2ဆိုပြီး row 2ရေးလိုက်ပေါ့ကွယ်ရေးပြီးသွားရင်ဆိုကျမတို့ဒီမှာကော်ချက်လေးထည့်ထားတယ်ပေါ့နော်ဒီကော်ချက်လေးကိုကြတော့ကျမတို့ကဒီမှာပေါ့နော်အောက်ခံမှာဝင်ပြီးတော့ထည့်လိုက်တာเนาะဒါတော့ကျမကကွက်တီလိုဖြစ်သွားတာပေါ့နော်စောစောဖြတ်ပို့ထားတဲ့ဟာလေးကိုထည့်ကြည့်လိုက်တာကွက်တီလိုဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဆင်ပြေသွားတယ်အကယ်ညီမလေးတော့ဘယ်လောက်လောက်အောင်လဲမသိဘူးဆိုရင်အမကတိုင်းပေးလိုက်မယ်တိုင်းပေးလိုက်မယ်ဆိုဒီကော့ချက်လေးရဲ့အတိုင်းကိုတိုင်းလိုက်မယ်တိုင်းပြီးတော့ရင်ကွာနဲ့ကိုလေးပေါ့နော်ဒီကော့ချက်အတိုင်းလေးတိုင်းလိုက်ဖြတ်လိုက်ရင်ရပါတယ်ကဲပါနော်အဲ့ဒီအတွက်ကြောင့်မလို့ကော့ချက်ကလေးကကြတော့ကျမတို့ဒီမှာပေါ့နော်အဲဒီမှာအနံလေးကကြတော့ကျမတို့ဘယ်လောက်ရှိမလဲဆိုရင်စင်တီမီတာနဲ့ပဲပြောလိုက်တော့မယ်နော်7စင်တီမီတာရှိပါမယ်အလျားလေးကိုကြတော့ကျမတို့က14စင်တီမီတာပေါ့နော်အဲ့လောက်လေးလုပ်လိုက်ပါအဲ့လိုလုပ်ပြီးတော့ရင်ကိုကဖြတ်ပြီးတော့ဆိုရင်ဒီမှာကော်ချက်လေးမှာထည့်ချုပ်ဖို့အတွက်ပေါ့နော်ဖြတ်ထားလို့ရပါတယ်နောက်မှဖြတ်လဲရတယ်နော်အခုအတိုင်းတည်သွားပြီဆိုတော့ရတယ်အခုကျမတို့ပေါ့နော်တဒန်းတက်တော့မယ်ဒီလိုမျိုးလေးကို73တန်းပေါ့နော်ဒါဆိုရင်တဒန်း2တန်းပေါ့2တန်းလို့ခေါ်မယ်ပေါ့နော်အဲ့ဒါကို73တန်းထိရအောင်အပေါ်တက်ပြီးထိုးမှာပါအဲ့တော့ကျမတို့ဒီလိုမျိုးလေးဘယ်လိုလုပ်ရလဲဆိုပြပေးမယ်နော်ဒီနားရောက်သွားပြီဆိုရင်ကျမတို့ chain 1လေးလုပ်ခဲ့တယ်ကွယ် chain 1လေးလုပ်ခဲ့ဆိုတော့ရပြီဆိုတော့ခုဒီမှာကြည့်ထားဒီမှာကကြတော့ကျမတို့ကဘာနဲ့ဆုံးသွားလဲဆိုရင်ဒီမှာတိုင်တိုနဲ့စတယ်ပေါ့နော်တိုင်တိုနဲ့စတယ်ဒီမှာပတ်တန်ဝင်သွားတဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီတစ်ခေါက်ကျရင်ဒီဟာဟိုကမကြည့်ရအောင်နော်ဒီတက်ဟိုကမကြည့်ရအောင်သူရဲ့ဒီဘေးကိုစကြည့်ရမယ်ဒီတစ်ခေါက်မှာကျတော့ကျမတို့ကပတ်တန်နဲ့အရင်စရမယ်ပေါ့နော်ဒီမှာပတ်တန်စထားတယ်တိုင်တိုဆိုဒီတစ်ခေါက်မှာပတ်တန်အရင်ဝင်မယ်ပတ်တန်ဆိုတဲ့ကြောင့်လည်းကျမတို့ကဒီနှစ်ခုကိုပေါ့နော်ဒီမှာဒီတိုင်တိုနေရာမှာကျမတို့ကဒီအလေးကိုဖြတ်လိုက်မယ်ပေါ့ကွယ်နော်ဖြတ်ပြီးတော့ဒီမှာပတ်တန်ဝင်လိုက်မယ်ဝင်ပြီးတော့ဆိုရင်သူ့နောက်မှာတိုင်တိုထိုးမယ်နော်
တိုင်တူထိုးမယ်ထိုးပြီးသွားရင်ဒီဒါကိုကြော်လိုက်မယ်နော်ဒီပတ်တန်ကြီးကိုကြော်လိုက်မယ်ကြော်ပြီးသွားရင်ကျွန်တော်တို့ဒီတိုင်တူမှာပတ်တန်ပြန်ဝင်မယ်ပတ်တန်ပြန်ဝင်မယ်နော်ပြီးသွားရင်ဒီပတ်တန်ရဲ့အနောက်မှာပတ်တန်ရဲ့အနောက်ပေါ့နော်ကျွန်တော်တို့ဒီပတ်တန်အနောက်ဒီအပေါက်လေးမှာကြာတော့သူဒီလိုမျိုးတက်တက်အပေါက်လေးကိုကြည့်လိုက်ကွာပတ်တန်ရဲ့ဒီလိုတက်တက်အပေါက်လေးကိုကြည့်လိုက်အဲ့မှာတိုင်တူပြန်ထိုးမယ်နော်ပြီးတော့ကျွန်တော်တို့ကဒီဟာကိုကြော်လိုက်နော်ပတ်တန်ကိုအောက်ကပတ်တန်ကိုကြော်နောက်ထပ်တိုင်တူနေရာကိုပြန်သွားတိုင်တူနေရာမှာပတ်တန်ပြန်ဝင်ပြီးတော့ဒီမှာတိုင်တူပြန်ဝင်ပါနော်အရေးကြီးတာကတခုကကျွန်မဗာမေးခဲ့လဲဆိုရင်ဒီမှာမချိတ်ချိတ်ဖို့မေးခဲ့တယ်နော်မချိတ်ကမေးလို့မရပါဘူးမချိတ်လေးနဲ့ရှိမှာပဲကျွန်တော်တို့ဘယ်နာလေးမှလာအဆုံးသက်လဲဆိုတော့သိမှာပေါ့နော်ကဲအဲ့လိုမျိုးလေးနဲ့ကျမတို့ကတဒန်းကိုပေါ့နော်တစ်ခုစီနဲ့နေရာလေးတွေရွှေ့သွားတဲ့အချိန်မှာသူ့ရဲ့ဒီပတ်တန်လေးတွေကပေါ့နော်ဒီလိုမျိုးဆောင်းဆောင်းလေးတက်သွားမယ်ကွယ်မကျင်တဲ့ဒီလိုဆောင်းဆောင်းနေတာဆိုဆောင်းဆောင်းလေးစတက်နေပြီနော်အဲ့လိုမျိုးရီမယ်ဆိုရင်လည်းကိုကပေါ့နော်1 2 3 4အဲ့လိုမျိုးနဲ့ရီရမှာနော်သူကကျတော့ဒီတိုင်တိုတစ်ခုစာပတ်တန်တစ်ခုစာမှာသူက row 2ရှိရလीနော်အဲ့လိုမျိုးလေးရီမှာပါအဲ့ဒါဆိုရင်ကျမကအပေါ်ကလေးကိုတက်ပြီးတော့ထိုးသွားပေးပါနော်သူကလုံးလုံးလေးရှိတဲ့ပုံစံလေးပေါ့နော်မသိရင်ဆိုရင်ဒီအိတ်ကလေးကအိတ်လုံးလေးလားလို့ထင်ရတယ်ဒါပေမဲ့တကယ်ကတော့သူက၄တောင်လေးပေါ့နော်အဲ့လိုမျိုးပုံစံလေးရအောင်လုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအိတ်အောက်ခံလေးကလုံးလုံးလေးဖြစ်နေတာလေးကဒါမဆမ်းမအောင်နော်ကြဆိုရင်ကျမကအပေါ်ထိတက်ပြီးတော့ထိုးပေးပါနော်ဘယ်လိုမျိုးပဲဒီဟာဆိုရင်လည်းကျမတို့ဒီအဓိကကွာကိုမှတ်ထားမှာကဒီအစမှာဘာနဲ့စားရမလဲဆိုတာရယ်ပြီးတော့ရင်တိုင်တူလေးတွေလိုက်ရှာပြီးတော့ပတ်တန်ဝင်တာဆိုတာလေးတွေသိထားရင်ရပြီပြီးတော့ရင်ပတ်တန်ရဲ့အနောက်တက်မှာတိုင်တူပြန်ဝင်နေဆိုတာပေါ့နော်အဲ့ဒါလေးကိုသိရင်ဆိုရင်ရပါပြီမသိဘူးဆိုရင်ကျမထိုးနည်းလေးကိုပေါ့နော်ရှေ့ဒီ row 1 row 2ထိုးနည်းလေးကိုသိချပြန်ကြည့်ပေးနော်ပတ်တန်ဝင်တဲ့ row 1 row 2ထိုးနည်းလေးကိုပြန်ကြည့်ကဲအဲ့ဆိုရင်ကျမကအပေါ်အထိလိုက်ထိုးပေးပါရှင်ကဲခုဆိုရင်မနော်ကျမဒီအိတ်ကလေးထိုးတာ73တန်းထိပြီးသွားပြီပေါ့နော်ရိုးရည်နီလေးပြပေးမယ်ဒီကနေစမယ်နော်ဒီအတုံးလေးကနေစရည်မယ်ပေါ့နော်ဒီအတုံးလေးကနေဆိုရင်1 2 3 4ဒီလိုမျိုးအောက်ကိုထည့်လိုက်မယ်နော်4 5 6 9 10 9 10 13ပေါ့နော်အဲ့လိုမျိုး73ခုရှိရမယ်73ခုဆိုရင်ကျမတို့ရဲ့အတိုင်းတာလေးကဘယ်လောက်ထိရှိသွားမလဲဆိုတော့ဒီမှာ4လက်မနော်4လက်မဒီဟာလေးက4လက်မရှိမယ်4လက်မရှိပြီဆိုရင်ကျမတို့ရက်လိုက်မယ်ပေါ့နော်